မိခင်ချစ်သူနဲ့သမီးငယ်လေးတို့ဟာဈေးဝယ်ထွက်လာခဲ့ကြတယ်။ဆိုင်ကန်းတွေကိုလိုက်ကြည့်နေရင်းနဲ့ကောင်မလေးကသူမအရန်သဘောကျတဲ့ဆွဲကြိုးလေးတစ်ခုကိုတွေ့သွားခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲဆိုင်ရှင်မျိုးသမီးအပြင်ထွက်လာတာမို့ကောင်မလေးဟာလမ်းဖြတ်သွားခဲ့တယ်။မိခင်ချစ်သူကလည်းသမီးချစ်သူနာကိုအမြန်ပြေးလာပြီးဆိုင်နာကနေဆွဲခေါ်သွားခဲ့ကဆိုင်ရှင်ဟာဆုံးမတယောက်လို့လူတွေယုံကြည်နေကြတာမို့အဲ့ဒီဆိုင်နဲ့ဝေးဝေးနေဖို့စူပူတတိပေးခဲ့တယ်။ဒါအပြင်သမီးချစ်သူကိုလည်းဘယ်မှရှောင်မသွားဖို့ထပ်ပြီးမှားကြားခဲ့သေးတာပေါ့။သူတို့ဆိုင်ထဲကနေထွက်လာကြတဲ့အချိန်မှာကောင်မလေးဟာသူမရဲ့အယုတ်လေးကိုမတော်တဆချပစ်ခဲ့မိတယ်။မိခင်ဖြစ်သူကတော့ရှေ့ကနေဆက်လျှောက်သွားနေတော့မယ်။အဲ့ဒီအချိန်မှာပဲအစင်မတော်ခြင်းတော့ဖုံးတန်ခတ်မှုတစ်ခုရုတ်တရက်ကြားရောက်လာပြီးရုံးရင်းဆန်ခတ်ဖြစ်ရတွေကြားထဲမှာကောင်မလေးဟာမိခင်နဲ့ကွဲကွာသွားခဲ့ရရှာတယ်။လူအုပ်ကြီးရဲ့တွန်းတိုက်မှုတန်းကြောင့်သူမဟာလဲကျပြီးငိုယိုနေခဲ့ပေမဲ့တစုံတစ်ယောက်ကတော့သူမကိုအမိရကဲတင်ပေးခဲ့ပါတယ်။ကောင်မလေးတတိယလို့နိုးလာတဲ့အချိန်မှာတော့သူမကိုကဲတင်ခဲ့တာဟာအခြားသူမဟုတ်ပဲအဲ့ဒီဆွဲကြိုးပိုင်ရှင်ဆိုင်ရှင်အမျိုးသမီးကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ကောင်မလေးဟာကြောက်စိတ်နည်းနည်းရှိနေသေးပေမဲ့အမျိုးသမီးကြီးကဆွဲကြိုးလေးကိုကောင်မလေးရဲ့ဝုံရုပ်လေးမှာဆင်မြန်းပေးလိုက်တဲ့အခါမှာတော့သူမဟာအယမ်းဝမ်းသာသွားပြီးအမျိုးသမီးကြီးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကသမီးဖြစ်သူကိုလိုက်ရှာရင်းတွေ့သွားခဲ့ပြီးသမီးလေးဘေးကင်းတာကိုမြင်တော့အတိုင်းမသိဝမ်းသာသွားခဲ့ရတယ်။ခဏတာတွေ့ဝေးတုံဆိုင်သွားပြီးနောက်မှာတော့သမီးဖြစ်သူရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့အတွက်အမျိုးသမီးကြီးကိုလှိုက်လိုက်လဲကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးအမျိုးသမီးကြီးနဲ့သမီးငယ်လေးတို့ဟာအသက်အရွယ်မရွေးတဲ့တငယ်ချင်းကောင်းတွေဖြစ်သွားကြပါတော့တယ်။ဒီတော့ဆွဲကြိုးပိုင်ရှင်အမျိုးသမီးကြီးဟာဆုံးမတရားမဟုတ်ဘူးဆိုတာသိချင်ရင်ကွန်မန့်မှာရေးပေးခဲ့ကြဦးနော်။